မြန်မာနိုင်ငံလေရိုဟင်ဂျာခေါ်ဘင်္ဂါလီကိုတဲ့လက်ခံလိုက်ရင်တဲ့တစ်ချိန်မှာတဲ့ပါလက်စတိုင်းလိုဘွားရောက်နိုင်တယ်တဲ့ဘိုးမားနေပြီရိုဟင်ဂျာကဒုက္ခတွေမဟုတ်ဘူးရိုဟင်ဂျာကဟိုးအရင်ဘိုးဘွားပြီးပင်ပေါင်ဆက်တွေကရှိနေတာ1820ခုနှစ်လောက်တည်းကရှိနေတာပြီးတော့နေပြီးတော့ကျွန်တော်ပြောပြမယ်ရခိုင်လူမျိုးနဲ့ရခိုင်မွတ်စလင်လူမျိုးကအတူတူပဲအရင်ကနေထိုင်ကြတာတိလားသူ့အိမ်ကိုထမင်းစားကိုယ့်အိမ်သူထမင်းစားအကုန်လုံးကညီညွတ်နေကြတာအဲ့မှာဘာသာရေးမှိုင်းတိုက်ပြီးတော့လူမျိုးရေးမှိုင်းတိုက်ပြီးတော့နေပြီးတော့ပြဿနာမဖြတ်အောင်ပြိပခဖန်တီးပြီးတော့နေပြီးတော့ဖြစ်ပွားခဲ့တာရှဲတာအဲ့ဒီနေရာကိုလူချင်းလို့မောင်းထုတ်တာနော်ဒါပေမဲ့ရိုဟင်ဂျာလူမျိုးကဘယ်အမျိုးသမီးတို့မှအတဲအမမရင်းမချင်းခဲ့ဘူးမရင်းချင်းလာတယ်ဆိုပြီးတော့နေပြီးတော့ဆီယာမောင်မရင်းချင်းလာတယ်ဆိုပြီးတော့နေစပြဿနာတက်တာနော်ပြီးတော့အဲ့လူနှစ်ယောက်ကလည်းထောင်ထဲမှာကိုဇွဲကြိုချတီလိုက်တယ်ဆိုပြီးတော့သတင်းထပ်ပြီးထွက်လာတယ်နော်ပြီးတော့အဲ့ရခိုင်ပြည်နယ်မှာဖျားဘူးသွားတဲ့ရခိုင်ပြည်နယ်ကဖျားဘူးသွားတဲ့ကားနော်ရာဇာမင်းကားပေါ်မှာဖျားဘူးသွားတဲ့လူ10ယောက်နော်အစ္စလာမ်လူမျိုး10ယောက်မြန်မာမွတ်စလင်လူမျိုး10ယောက်ကိုဆွဲချပြီးတော့အမျိုးသမီး1ယောက်မိန်းကလေး1ယောက်နော်ဆွဲချပြီးတော့နေပြီးတော့ရိုက်တက်တာနော်ရိုက်တက်ပြီးတော့ပို့ဆိုပတ်ဆက်လုပ်ပြီးတော့နေပြီးတော့ဘာသာရေးမိုင်းတိုက်ပြီးတော့နေပြီးတော့အဲ့မှာလမ်းမှာပုံလာတာနော်အဲ့ဒီကနေစပြီးတော့အရေးကင်းကဖြစ်တာကျွန်တော်သိတဲ့အရေးကင်းကျွန်တော်မိတဲ့အရေးကင်းနော်အဲ့ဒီကနေစပြီးဖြစ်တာအရင်ကမဖြစ်ဘူးပြီးတော့ကျွန်တော်ပြောပြမယ်ရခိုင်လူမျိုးကဘဒုအမအချမ်းမဖောက်သိလားဒါပေမဲ့ဂျောင်ပိတ်ပြီးရရင်တော့ခွေးလည်းပြန်ကြိုက်ပါပဲသဘောပေါက်လားကျွန်တော်ပြောတာသူများအိမ်တွေကိုမီးရှို့တယ်သူများသားများတွေကိုမရင်းကျင့်တယ်သူများသားများတွေကိုမရင်းကျင့်တယ်ခလေးတွေကိုတက်ဖြတ်တယ်ရွာတွေကိုအစဖြောက်တယ်နော်ရေရင်းထဲမှာအလောင်းတွေကိုပုံနေအောင်မြုပ်ထားတယ်အတိလိုမျိုးတွေရေရင်းထဲမှာအလောင်းတွေကိုထည့်ပြီးတော့အပေါ်ကဘီလက်မြေတွေပုတ်တယ်ဘော်တော်စာနဲ့မြေကြီးကိုထိုးပြီးတော့အလောင်းတွေကိုဖုံးတယ်ရွာတွေကိုဖြောက်တယ်အတိလိုမျိုးတွေအလောက်ခံရတာကရိုဟင်ဂျာလူမျိုးကအချမ်းမဖောက်ရိုဟင်ဂျာလူမျိုးအချမ်းဖက်အောင်လဲရိုဟင်ဂျာလူမျိုးမှာတန်းတန်းတွေမရှိနေဘူးကြီးစံတွေမရှိနေဘူးနောက်တော့မှမခံနိုင်တော့မှဥမာထွက်လာတဲ့ ARSS တို့ဘာလို့ကျွန်တော်မသိနော်ခွေးတော့ဂျောင်ပိတ်ပြီးရရင်ကြိုက်ပါပဲကျွန်တော်ပြောတာကိုလက်ခံတာမသိနော်ဒါပေမဲ့အဲ့ဒီလိုမျိုးကကျွန်တော်တို့ရန်ကုန်မှာနေတဲ့ရန်ကုန်သားတွေရန်ကုန်လူတွေလာချုပ်လို့မရအောင်ရန်ကုန်မှာခဏဘာသာရေးမှိုင်းကြိုက်တယ်ပြီးပခဖြစ်အောင်လုပ်တယ်ဖြစ်လားမဖြစ်ဘူးဘာလို့လဲသိလားရန်ကုန်မှာကအားလုံးကပညာတတ်တယ်ကြီးပဲတဘောပေါက်လားနောက်ဆုံးကြောင်းမနေရရင်တော့အသိဉာဏ်ရှိတယ်သိလားဘာလို့လဲဆိုတော့ရေတွင်းတွေကဖားမဟုတ်ဘူးเนาะပင်လယ်တွေကငါအဲ့ဒါကိုသိအောင်ဘလို့ပြောပြတာเนาะကျေးဇူး